လိုပဲမင်္ဂလာပါခင်ဗျာဇီရိုက AM ပြန်လဲကြိုဆိုလိုက်ပါတယ်2026ကပ္ပဖလားအုပ်စုပွဲစဉ်ဖြစ်တဲ့အမေရိကန်နိုင်ငံဟူစတန်မြို့ကဟူစတန်စတေဒီယမ်မှာကစားမဲ့ပေါ်တူဂီနဲ့ဒီယာကိုဂိုတို့ရဲ့ပွဲစဉ်ကိုတက်ဆက်ပေးသွားမှာဖြစ်ပါတယ်ပေါ်တူဂီသက်ကတော့အကူရတဲ့တိတ်ဆိတ်မှုရာဖေးရီယာအိုကွင်းလန်ဖတ်တီရှင်ဘရူနိုဖာနန်ဒက်နဲ့ဘာနာဒိုဆေဘာဒိုလူကပထိတ်တကစားသမားဆိုလေစွာနဲ့ပွဲထွက်လာဖို့ရှိနေပါတယ်တစ်ဖက်ကဒီအကောကိုတဲကတော့တိုက်စစ်ပိုင်းမှာအကူရတဲ့ရိုအန်ဝီဆာနဲ့အတူတဲရဲ့စုဖွဲ့မှုအကူခြေခံပြီးပေါ်တူဂီကိုရေးဆိုင်ဖို့ပြင်ဆင်လာမှာဖြစ်ပါတယ်လူစင်းအာယောကပဖလာတွေ့ကြပိုင်းမှာပါပေါ်တူဂီတဲကတိတိတသားတလုံးနေပြီးအသာချက်ရရှိထားပါတယ်ဒါပေမဲ့ဒီအကောကိုတဲကအဖရိကဇိုချစ်စစ်ပွဲတွေမှာမမထထကစားခဲ့ပြီးကြက်ခိုင်မှုအပိုင်းလောကောင်းမွန်တဲ့အပြင်ကောက်ကွယ်စရာမလဲစနစ်တကျရှိတာကြောင့်ပေါ်တူဂီတို့ပေါ်ဆာလို့မရတဲ့ပွဲစဉ်တစ်ခုဖြစ်ပါတယ်ပေါ်တူဂီတဲကတော့ဘရူနိုဖာနန်ဒက်နဲ့ကွင်းလန်ဝေဘောပေးပုံမှုတွေဘာနာဒိုဆေဘာရဲ့ကစားကွက်ထိချုံမှုတွေကနေတစ်ဆက်ဘောလုံးပိုင်ဆိုင်မှုတာစီယူပြီးတိုက်ဆက်ဆင်မှာဖြစ်ပါတယ်ဒီအကောကိုကတော့ခါဆက်ကိုကြည်ကြည်လဲလဲပိတ်ဆို့ကစားရင်ကွင်းလန်ကနေတိုက်ဆက်ကူပြပြမြမှုကိုအကူပြီးပေါ်တူဂီရဲ့တိုက်ဆက်ဖွဲ့ထားတဲ့နော်တန်ဟာကွက်ကိုတာပြတိုက်ဆက်တွေနဲ့တုတ်ပြဖို့ကြိုးစားလာမဲ့ခက်ချင်းရှိနေပါတယ်။ပေါ်တူဂီရဲ့ဆိုလင်းလှတဲ့တိုက်ဆက်ဆင်မှုတွေကြောင့်ဂိုးတွေလွယ်တကူရရှိနိုင်တာကြောင့်ဒီပွဲဟာဂိုးများအိုဘာဖြစ်ဖို့ရခိုင်လို့ဂိုးများနေပါတယ်။ဒီအကောကိုရဲ့တက်ခိုင်မှုရုပ်ကစားဘူးပေါ်တူဂီကိုပွဲစားပိုင်းမှာနိုင်ငံခက်တွေ့အောင်လုပ်နိုင်ပေမဲ့စစ်တပ်ကွာချောင်းမှုနဲ့ဆိုတာပုံမှုပေးချတဲ့ပေါ်တူဂီကပဲပွဲကိုတက်ထိချုပ်ပြီးနိုင်ရောက်ဖို့ရှိနေပါတယ်ကျွန်တော်ရဲ့ခန့်မှန်းချက်ကတော့ပေါ်တူဂီ3ဒီအကောကို0ပါတူဂီကတူဂိုဂူမရှိတဲ့နိုင်ယူသွားမယ်လို့ခန့်မှန်းချင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်တော့ပေးကြပါဦးခင်ဗျာညီကိုတို့ရောဘယ်လိုတိုးတက်ချင်ပါသလဲခင်ဗျာကျွန်တော်ရဲ့ comment ထဲမှာဝေရောက်ရေးပေးသွားခဲ့ကြပါဦးခင်ဗျာ